ကဲဘယ်သူတွေဘယ်လောက်ဝေးရကြလဲနှစ်ရှစ်တယ်နော်နှစ်ရှစ်ဆိုတော့စိုက်ကလေးကလည်းမှန်သွားတယ်ဇာရုပတ်တိလေးကလည်းပါသွားပြီနော်စစ်ပတ်တိကပါသွားပြီမနေ့ကလည်းဒီထက်ပိုကောင်းတဲ့စိုက်ကလေးတွေနဲ့ကိုရီမတွေအတွက်ကိုအကောင်းဆုံးကြိုးစားပြီးရှာဖွေထားပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုဝင်ပြီးကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီထက်ပိုကောင်းတယ်ကျွန်တော်ကြိုးစားပြီးစိုက်ကလေးကိုအကောင်းဆုံးရှာဖွေသွားပါဦးခင်ဗျာကျေးဇူးတင်ပါတယ်3ခွက်ထဲနော်26ရဲ့နော်26ရဲ့23ရဲ့28ရဲ့နော်ဒီထက်ပိုကောင်းအောင်ကြိုးစားပြီးသွားပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်